ก็ก๋วยเตี๋ยวสาย นั่งทานกันได้เลยนะคะร้อนๆเลยจ้า แล้วมาဆိုလို့ရှိရင် ไก่กรอบไข่ดาวไข่เจียวไก่แซ่บ သမင်းကြော်လေးချက်စီသမင်းဟာမျိုးတွေ ยำเลยจ้า ဒီဘက်မှာဆိုလို့ရှိရင်လည်းဒါအချိုပွဲပေါ့ဒီ set လေးတွေနောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်အသားညက်ပါမုတ်လေး15ဘတ်20ဈေးလက်တက်တာဒါဆိုလို့ရှိရင်ဒါကော်ပြန်လိတ်လေး50ပဲဘက်က50ပဲအရင်တက်တာမုတ်ဈေးတန်းဟိုမှာမနက်ကျွန်တော်တို့တွေးစစ်တာပေါ့နော်ကျွန်တော်ဒီနေ့စီးကျူဆရာဝန်နဲ့ချိန်ထားတယ်တွေးစစ်ဖို့အတွက်ကိုတွေးဖောက်ပြီးသွားတဲ့အချိန်မှာမနေ့ကည7:00နာရီတည်းကဘာမှမစားခိုင်းတာတော့ဘာမှမစားဘူးဘိုက်ကစားလေးမောင်မှလည်းမစားခဲ့ရဘူးပေါ့အခုဒီမှာကျွန်တော်ကစီရှောင်းစားတွေကိုမစားတော့စီတော့မပေါ့ကော်ပြန်လိမ့်နေပေါ်ကကြက်ဥတွေလာဟောစလိုက်ရက်တွေပါနေမစိုးမိုက်တယ်ဒါဘက်50ပဲပြရအတန်နဲ့ချက်သားလားလို့မပြီးတော့ချက်သားတယ်ဟုတ်တယ်သူတော့စားကြည့်ရမှာ BNN ကော်ပြန်ဒီဇိုင်းမျိုးပဲအဲ့တော့ဘိုင်ညာတွေကမစားဘိုက်စားနေတော့ဆွဲလိုက်အောင်ညာကောင်းတယ်စီဒီဇယ်မောင်ပါကျွန်တော်အခုနောက်ပိုင်းစီကိုဖြတ်ထားတယ်စီလုံးဝစီပါတဲ့စားတွေမစားတစ်လားရှိပြီသမင်းလုံးဝမစားတစ်လားရှိကာဘိုဟိုက်ဒရိတ်ဖြတ်ထားတာပေါ့နော်ကာဘိုဟိုက်ဒရိတ်နဲ့စီနဲ့ဖြတ်ထားတော့တော်တော်ကောင်းတယ်ဦးဟိုက်ဒရိုရရှိ